အိမ်ရှင်နဲ့အိမ်ကမတည့်ကြဘူးဒါလေးကိုအတူတူရေးကြည့်ကြရအောင်အိမ်ရှင်က landlord အိမ်က tenant တဲ့တယ်ဆိုလို့ရှိရင် get along ဒီ phrasal verb လေးကိုသုံးလို့ရတယ်သူ့ရဲ့အဓိပ္ပာယ်က good relationship ရှိတာတယောက်နဲ့တယောက်တဦးနဲ့တဦးဆက်ဆံရေးပြေလည်ကြတယ်တဲ့ကြတယ်ဆိုလို့ရှိရင် get along ကိုသုံးလို့ရတယ်မတဲ့ကြဘူးဆိုလို့ရှိရင်အငင်းဝကြလုံးမယ်ဆိုတော့ don't get along landlord and tenant don't get along အိမ်ရှင်နဲ့အိမ်ကမတဲ့ကြဘူးအကယ်၍များတဲ့တယ်ဆိုရင် get along don't ကိုဖြုတ်လိုက်ရုံပဲကျမရောက်ခမနဲ့မတဲ့ဘူးဆိုပါစို့ကျမက I မတဲ့ဘူးဆိုတော့ don't get along ဘယ်လိုနဲ့မတဲ့ရလဲရောက်ခမနဲ့ဆိုတော့ with my mother-in-law အကယ်၍များ manager နဲ့မတဲ့ဘူးဆိုရင် my mother-in-law နေရာမှာ my manager ပြောင်းရေးလိုက်ရုံပဲအကယ်၍များသူယောက်ျားနဲ့မတဲ့ဘူးဆိုရင် she doesn't get along with her husband landlord and tenant don't get along I don't get along with my mother-in-law I don't get along with my manager she doesn't get along with her husband နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye